ညတကောင်ပေါက်တော့မှကိုလက်ဖက်အစားတို့ထားပြီးတော့လှုပ်ရှားပါတယ်ဒီလက်ဖက်အစားတို့ကိုလေအစားဆုံးတာပဲဖြစ်မဆုံးတာပဲဖြစ်ဖြစ်အရင်ကိုကြိုက်ပါတယ်ရှင်ခုညလေးရှိရလေးနဲ့ရှိသလိုပဲလှုပ်ရှားလိုက်ပါတယ်ခင်းညင်သေးရဲ့လက်ဖက်အညွန့်ရဲ့ရှူရှဲပဲဖြစ်ဖြစ်လက်ဖက်ချင်ဆက်တစ်မျိုးမျိုးကိုသုံးလို့ရပါတယ်ခင်းညင်သေးအနေတော်လေးတွေကိုရွေးပြီးတော့အလဲကနေချက်ချမ်းခွဲလိုက်ပါတယ်ပြီးရင်အထက်အစားလေးတွေကိုထုတ်ပြီးရေးသေးချပြအောင်ဆေးထားလိုက်ပါလက်ဖက်အစားဆက်ဖို့အတွက်လက်ဖက်အညွန့်ရဲ့ရှူရှဲတစ်ထုပ်ရွယ်ကိုထည့်ထားလိုက်ပါတယ်ညရောက်နေတာမို့လို့လက်ဖက်ကတော့နည်းနည်းပဲသုံးလိုက်ပါတော့တယ်ကျန်တဲ့အရသာတွေစားချုံမုံထည့်ကျင်လဲရပါမယ်လက်ဖက်မှာအရသာပါပြီးသားမို့လို့စီလေးနည်းနည်းပဲထည့်ပြီးတော့နှံ့အောင်နေလိုက်ပါတယ်လက်ဖက်အညွန့်နဲ့ချင်စက်နဲ့ကိုနှံ့အောင်နေပြီးဆိုရင်တော့ခင်းညင်တီတဲ့ကိုနည်းနည်းချင်းစီလိုက်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်ကျမတော့အခုညမှာစိတ်ကူပါလို့လှုပ်ရှားဆိုတော့ပစ္စည်းတွေကတော့တိတ်မစုံပါဘူးခင်းညင်တီတဲ့ကိုလက်ဖက်တွေစားတုပ်ပြီးဆိုရင်တော့ကြော်စံလေးတွေငငယ်လိုက်ထည့်လိုက်ပါတယ်ဒီနေရာမှာအရင်လိုက်ဖက်တာကတော့ပစွန်ချောင်းနဲ့ကြက်သွန်ပြူကြော်ပဲဖြစ်ပါတယ်ရှိရင်ဒါလေးတွေကိုပါထည့်ပေးပါအကြော်စံနေထည့်ပေးပြီးဆိုရင်တော့ကြက်သွန်ပြူလေးကိုလည်းလိုက်ပြီးတော့ထည့်လိုက်ပါတယ်ကိုကပစွန်ချောင်းရှိရင်ပစွန်ချောင်းကလေးကိုထည့်ပေးနိုင်ပါတယ်ကြက်သွန်ပြူကြော်ရှိရင်လည်းထည့်ပေးပါပြီးရင်ငရုတ်သီးဆိုင်ရင်ငရုတ်သီးတောင်းလိုက်ကလေးတွေထည့်နှံပေါ်ကနေလိုက်ဖြူပြီးရင်စားလို့ရပါပြီရှင်လက်ဖက်တုပ်ထက်ကိုဒီလက်ဖက်စားတုပ်ကိုပဲအရင်ဆွဲလန်းပြီးတော့နေရောညရောလှုပ်ရှားမိနေပါတယ်ရှင်လောလောကူကူနဲ့စားကောင်းတာမို့လှုပ်ရှားကြည့်ကြနော်